Ok, alo em là gue channel tìm em sau về thì channel đó im nhà nằm ai rồi đó lấy tàu tìm em sau tàu đi ba ấy sau về bà lấy rồi channel đó cũng đã subscribe channel video tiền nhai rồi nó video tiền em sau về còn đi ba video tiền nhai lôi ra để sau về đi vào nó đi sau về ở đây sẽ bà đi xí lên rồi channel đó im nhà nằm ai rồi đó lấy tàu để bà đấy bao lâu rồi channel đó xa thìကိုပြချင်တဲ့နေရာလေးကိုအတီးသိပြလို့ရအောင်ကျွန်တော်တို့ဇူးဖြစ်ရှေ့ကိုเนาะပြချင်နေရာပြလို့ရရပြီးတော့ကျွန်တော်တို့စာတန်းကြီးလည်းထည့်လို့ရတယ်ဗျာเนาะအမျိုးเนาะလုပ်လို့ရတယ်လွယ်တကူနဲ့ကျွန်တော်ဖိုင်စားလေးသေးလေးပဲကျွန်တော်တို့အဲ့ဒါကို install လုပ်တဲ့နေကြီးပြမှာဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့ဟာလေးကိုဒါမျိုးကျွန်တော်တို့ desktop မှာဒီပေါ့เนาะတင်ထားပြီးကျွန်တော် bracket ထောက်ပြီးတော့ကျွန်တော်တို့ file ဖြည့်လိုက်ပါ file ဖြည့်တဲ့နေရာအားလုံးတည်ပြီးသားဖြစ်မှာဖိုင်ဖြည့်လိုက်ပါဟုတ်ကဲ့ဒီမျိုးဖိုင်ရတယ်ကျွန်တော်တို့လက်ချက်ကလစ်ပြီးဖွင့်လိုက်ပါဖွင့်လိုက်ပြီးဒီလိုမျိုးကြာလာတယ်ဆိုရင်ကျွန်တော်တို့ထပ်ကလစ်လိုက်ပါကလစ်ပြီးကျွန်တော်ဒီဒုတိယစာတန်းပေါ့နော်ဒီဒုတိယကျွန်တော်တို့ဒီ software ကိုကျွန်တော်တို့ run ပေးရမှာဖြစ်ပါတယ် bracket ထောက်ပြီး run လည်းရပါတယ်ဒါမှမဟုတ်လက်ချက်ကလစ်ပြီးတော့ run လည်းရပါတယ်ဟုတ်ကဲ့ yes ပေးလိုက်ပါနေဆက်သွားပြီးတော့ဒီမှာမှန်ချစ်လေးပြီးတော့ကျွန်တော်တို့နေဆက်နေလိုက်ပါဒီနေဆက်သွားပြီးတော့ extra နေလိုက်ပါဒီမှာဆော့ဝဲရကျွန်တော်တို့ craft file နဲ့ဆိုတော့ဒီမှာ install လုပ်လိုက်ရင်ကျွန်တော်တို့ desktop ပေါ်မှာကျွန်တော်တို့ရောက်လာဖြစ်ပါတယ် software ဒီကျွန်တော်တို့နေစသွားပြီးတော့ရှင်းနေလိုက်ပါဒီမျိုး finish နေပြီးရတယ်ကျွန်တော်တို့နှဆောင်လိုက်ပါဒါဆိုရင်ကျွန်တော်အနားယူอ่ะဒီမှာ license key တောင်းလာမယ်เนาะညလိုက်စကီကျွန်တော်ဒီမှာလိုက်စကီမရှိတော့ကျွန်တော်တို့ continue လိုက်စကီကိုနှိပ်လိုက်ပါ continue ကိုနှိပ်လိုက်ပါဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီဥစ္စာဆိုရင်ကျွန်တော်တောင်းလို့မရသေးပါဘူးဘာဖြစ်လို့ဆိုကျွန်တော်လန့်စင်ဒီမထည့်ရတဲ့အတွက်ဒီမှာဒီမထည့်ရတဲ့ကျွန်တော်တို့တောင်းလို့မရတဲ့အတွက်ဖွင့်လိုက်တဲ့မျိုးပဲပေါ်လာမှာဖြစ်ပါတယ်အဲဒါကျွန်တော်တို့ဖြတ်လိုက်ပါဖြတ်လိုက်ပြီးကျွန်တော်တို့ခုနက download ရတာတဲ့ဒီ software ကိုเนาะ file ဖြည့်ကိုကျွန်တော်တို့ဖွင့်လာတဲ့နေရာပြန်သွားလိုက်ပါပြန်သွားပြီးကျွန်တော်တို့ craft file ကျွန်တော်ထည့်ထားပြီးရရှိပါတယ် craft file ကိုကျွန်တော်တို့နှစ်ချက်ကလစ်ပြီးတော့ဖွင့်လိုက်ပါဖွင့်ပြီးကျွန်တော်တို့ဒီအပေါ်ကနှစ်ခုကိုကျွန်တော်တို့ select မှတ်ပြီးတော့ copy ယူလိုက်ပါselect မှတ်ပြီးတော့ copy နှိပ်ပြီးတော့ယူလိုက်ပါပြီးပြီးကျွန်တော်တို့ဒီ file computer ထဲကပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီ C ထဲမှာပဲဖြစ်ဖြစ် C ထဲမှာပဲ program file 66နေရာမှာဖြစ်ဖြစ်ကျွန်တော်ဒီနေရာမှာ bracket နှိပ်ပြီးတော့ပြီး partition တွားပြီးတော့ကျွန်တော်မှာ open file location ကိုဝင်ပြီးတော့ဒီနေရာမှာကျွန်တော်တို့လွတ်တဲ့နေရာလေးမှာ bracket ထောက်ပြီးတော့ခုနက copy ရနေရာလေးပြည့်ထည့်လိုက်ပါအဲ့ဒီနေရာမှာကျွန်တော်တို့ပိုင်းနဲ့တခြားနေရာ6မိနစ်ပါနဲ့ဒီမှာပေါ်ကဒီမှာ copy and paste ရနေရာလေးပဲနှိပ်လိုက်ပါနှစ်ခုဆိုတော့နှစ်ချက်နှိပ်ပါပြီးကျွန်တော်တို့ continue နှိပ်လိုက်ပါဟုတ်ကဲ့ပြီးကျွန်တော်တို့ software ကို install apply continue okay ဒါဆိုကျွန်တော်တို့ software ကိုကျွန်တော်တို့ခုနက license key နဲ့မထည့်ဘဲနဲ့ကျွန်တော်တို့ craft file နဲ့ကျွန်တော်တို့ full ဖြစ်အောင်လုပ်တဲ့နည်းလေးပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ခုနကလိုဖွင့်လိုက်ရင်ကျွန်တော်တို့ဒီမတောင်းတော့ပါဘူး
ဒါဆိုရင်ကျွန်တော်တို့ full ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အပေါ်ကဒီ software ကိုဖွင့်ပြီးကျွန်တော်တို့ computer ကျွန်တော်တို့မျက်နှာပြင်ကိုကျွန်တော်တို့ recording လုပ်ရနော် record လုပ်မယ်ဆိုတော့ဒီညာလေးနှိပ်ပြီးကျွန်တော်တို့ record လုပ်လို့ရပါတယ် software install လုပ်တဲ့နည်းလေးဒီတော့ပါပြီအားလုံးကျေးဇူးတင်ပါတယ် software ကိုကျွန်တော်တို့သေးစိတ်ကျွန်တော်တို့တည်ဖြတ်တဲ့နည်းလေးကတော့နောက်ကျွန်တော်အချိန်ရရင်ပြန်တင်ပေးပါမယ်အားလုံးကျေးဇူးတင်